ပရိဘုဒ္ဓမုဒုဟောတိအတိတေခောသဝေရဝါဣတိဇာဥပယညတဝါအနုမေသံတမစရေမုဒုအလွန်နုညံ့သူသည်ပရိဘုဒ္ဓလွှမ်းမိုးခံရသည်ဝါနိုင်ခြင်းခံရသည်ဟောတိဖြစ်၏အတိတေခောသအလွန်ထမြတ်သူသည်ကဝေရဝါယံသူများသည်ဟောတိဖြစ်၏ဥပယနှစ်ပါးကုန်သောဣတိဇဤနုညံလွန်ညင်ထမြတ်လိုခြင်းကိုညတဝါသိ၍အနုမေဇံမနုညံလွန်မထမြတ်လွန်အောင်တမစရိအညီအမျှပြုကျင့်ရ၏လောကမှာဒွေမေဘိခွေအန္တာပပတိတေနနတေဝိတပါလို့ဆိုသလိုအစွဲလန်းကြီးခြင်းအစွဲလန်းကြီးရင်အစွန်းရောက်တတ်ပါတယ်အဲ့လိုစွဲလန်းကြီးလို့အစွန်းရောက်တတ်တယ်လို့ပဲနေမှုထိုင်မှုဆိုတဲ့နေရာမှာလည်းပဲကိုက ADA ဆက်နုနုညံ့ညံ့လုပ်ရင်လည်းပဲရတယ်လို့နှတယ်လို့ထင်ပြီးတော့ကိုယ့်ပေါ်ကြောခြင်းတဲ့ပုံကိုယ်တွေကြောခြင်းတဲ့ပုံကိုယ်တွေခွာခြင်းတဲ့ပုံကိုယ်တွေအများကြီးရှိထားပြီးတော့အနိုင်ကျင့်ခံရတတ်ပါတယ်ထက်မြက်လွန်ရင်လည်းပဲလူလေကြတယ်လို့ထင်ပြီးတော့ရန်သူတွေကတိုးပြီးတော့သွားကြပါတယ်ဒါကြောင့်ရှေးအိန္ဒိယပုံမြင်တွေကနဂါးကြီးလိုပဲသီခံဆိုပေမဲ့လို့အမောက်ထောင်ပြီးတော့သီခံလို့ရသေးကြီးဆုံးမတယ်လို့ပါမွေကြီးကလာတဲ့လူမှန်သမျှပေါက်နေတဲ့ခါရောက်တော့သူ့နဲ့ဘယ်သူမှမကတ်ကြတော့ပုံတိုင်းရသေးကြီးသွားပြီးတော့ရှောက်ထားတော့သီခံမှာပေါ့ဆိုသီခံတော့ဟိုလူကရိုက်သွားလိုက်ဒီလူကရိုက်သွားလိုက်ဘာမှမလုပ်တဲ့ခါရောက်တော့သေလူမျိုးပါဖြစ်သွားတော့ရသေးကြီးသွားလျှောက်တယ်ရသေးကြီးခမားပြောလို့သီခံဆိုကျုပ်သီခံတာခုသေလူတော်မျိုးပါဖြစ်နေပြီဆိုတော့ရသေးကြီးကဘာပြန်ပြောလိုက်တော့သီခံတော့သီခံပေါ့ကွာအမောက်ထောင်ပြီးတော့သီခံလို့ပြောတော့နည်းနည်းဒုတ်တွေပါလေလားကြမ်းမဲ့ကြရင်သူကအမောက်လေးထောင်တဲ့ခါမှာနောက်ဆုတ်သွားကြတယ်ဒါကြောင့်နူးညံ့လွန်လဲအောင်မနေနဲ့ထက်မြက်လွန်အောင်လဲမလီရဲနဲ့အလေလက်လျှောက်လှမ်းကြပါစို့